ဒီနေ့ဒီအကြီးပုံလေးဒီပေးမယ်နော်ဒီအကြီးပုံလေးကိုဆွဲထားကိုဆွဲနေကြပတန်လေးကိုဆွဲထားပေးပါနော်ဒီအကြီးပုံလေးကြတော့သူကနိုးပြလေနော်သူ့လက်မှာကြတော့ဒီမှာလက်ကိုတစ်ခါလောက်ကြည့်မယ်နော်လက်မှာကြတော့ဒီမှာဒီချမ်းမှာရှိတယ်နော်ချမ်းနေမှာချမ်းလုံအောင်လို့ချမ်းရတွင်းချမ်းမှာတော့အားကိုဝိုက်ပေးတယ်နော်ဒီကြတော့နိုးပြအော်ရှိုတာနော်အော်ရှိုတာပခုံးပြပုံစံလေးပဲအခုမှတော့ဒါနောက်ဆက်ကိုလည်းပေးဖောက်မယ်မတော့ဘလောက်ဖောက်လဲဆိုရင်သူ့ကို9လက်မခွဲလောက်ဖောက်ပေးလိုက်မယ်နော်9ခွဲခုံးပေါ်ကနေ9.40ခုံးပေါ်ကနေ9.40ချထားပေးတယ်နော်9ခွဲရှိုက်ပါဦး9ခွဲခုံးပေါ်ကနေ9ခွဲနော်ဒါကြတော့အော့ရှိုတာနော်အော့ရှိုတာကြတော့အမတို့တခုတော့တရားမှာကတော့ချုပ်စာမပေါင်းရဘူးနော်ချုပ်စာထည့်လို့မရပခုံးအစမ်းနေပဲနော်ပခုံးကိုနေလည်းပဲစားပေးမယ်နော်ချုပ်စာမပေါင်းနော်အဲ့ပြီးတော့ချမ်းမှာကြတော့သူကလက်ပြက်ချမ်းနော်လက်ပြက်ချမ်းအစမ်းနေပဲနော်ချမ်းကိုလည်းနေလည်းပဲစားမယ်ချုပ်စာမပေါင်းနော်ဟောဆိုတော့နောက်ချမ်းရေးဆွဲမယ်ဆိုရင်ဒီအလဲတော့ဒီတော့ကိုအပေါ်မှာထောက်ပေးလိုက်မယ်နော်နေရာလေးမှာဥပ္ပိုလ်ဒီဘက်40စားပေးမယ်နော်တော့ကိုဒီလိုဒဲလေးပဲဆွဲချလာပေးမယ်ဆွဲမျိုးလေးနော်ဒီမှာ40နော်အဲ့ပြီးတော့ဒီချမ်းနေရမှာနော်ဒီချမ်းနေရမှာလည်း40လောက်ဝင်ပေးမယ်ချမ်းနေရမှာ40ဝင်မယ်ဒီကနေဒီမှာ40နော်ဒီကနေဒီမှာ40ဝင်မယ်နောက်ပြီးတော့ဒီမှာဒါကြတော့နောက်စစ်လေးနော်နောက်စစ်ဆိုတော့အမတို့ခါဝိတ်စာကျယ်ဒီလဲတက်လို့ရတယ်နော်နောက်စစ်ဆိုတော့ခါဝိတ်စာ40ခါဝိတ်စာဒီအထက်မှာကျတော့မတူ20လောက်ဝင်လိုက်ပြီဝင်ဝိုက်ပေးမယ်နော်20လောက်ဝင်စားပေးလိုက်မယ်ဒီကြောနေရာမှာဟာမှာဆိုလို့20လောက်ဝင်စားပေးမယ်ကြောချိုက်တဲ့သူဆိုရင်သူ့ကို40လောက်ဝင်စားပေးလို့ရနော်ကြောအားချိုက်တဲ့လူဆိုရင်တော့40လောက်ဝင်စားပေးလို့ရတယ်ဒီနေရာနော်သူ့ကိုဒဲလေးနဲ့အဲ့လိုမျိုးဝင်စားပေးလို့ရတယ်နော်ဒီမှာတော့20ဒါနောက်ချအကုန်လုံးပြီးပြီနော်နောက်ချပြီးပြီဆိုရင်အမတို့လက်ကလေးလာဆွဲမယ်လက်ဆွဲမယ်ဆိုရင်အမတို့ဒီမြင်းလေးတစ်ချောင်းရှိရမယ်နော်ဒါပေမဲ့တချို့ပတန်တွေမှာဆိုရင်ဒီမြင်းလေးမရှိဘူးဆိုရင်အမတို့ဘယ်လိုမျိုးဆွဲရမလဲဆိုရင်ကို့မှာဒီမှာပခုံးမြင်းလေးရှိတယ်ဟုတ်လားပခုံးချထားတဲ့နေရာကိုသူ့ကိုဒီလိုမျိုးဒဲလေးဆွဲချလာပေးမယ်နော်ဒီပခုံးဆင်းထားတဲ့နေရာရှိတယ်ဟုတ်လားသူ့ကိုရင်းလေးတစ်ချောင်းဆွဲလာပေးမယ်ဒီရင်းမြင်းထိဒီချောင်းဆွဲလာပေးမယ်နော်မျိုးတော့မှပေးတာလေးနဲ့နော်တော့မှပေးတာလေးနဲ့သူ့ကိုတော့မှမြေးလေးတစ်ချောင်းဆွဲပေးမယ်ဒီပခုံးထက်ရတယ်နော်ပခုံးထက်ရတယ်ဒီလိုဆွဲမယ်နောက်ပြီးတော့ဒီအလက်အဆက်ကိုပတ်ထားမယ်သူ့ကိုဒီလိုမျိုးလေးနော်ဒီမှာဒီမြင်းနဲ့ဒီပေတာရဲ့တောက်ချိုလေးနဲ့တက်လေးထားပေးမယ်နော်ဒီမျိုးမြေးလေးတစ်ချောင်းဆွဲမယ်နော်ဒီမျိုးလေးရပါပြီဆိုရင်ဒါမှတို့အဖက်ကလေးယူပါဗောနော်အဖက်ကလေးယူတော့မယ်ဆိုရင်မှတို့သူ့ဘလောက်ယူလို့ရလဲဆိုရင်ဒီလက်မောင်းကြီးတဲ့လူဗောနော်ဒီလက်မောင်းကြီးတဲ့လူဝါတဲ့လူဆိုရင်တော့သူ့ကို2လက်မခွဲလောက်ပဲယူပြီနော်လက်မောင်းကြီးတယ်ဝါတယ်ဆိုရင်ဘယ်လိုမျိုးခန္ဓာကိုယ်လဲဆိုရင်ဟိုမှာ36 38တမားတွေဗောဒီလက်မောင်းနေရာမှာအားရောအောက်စင်လဲဒီမှာတို့နေလို့အစီအမပြေဘူးဖြစ်နေမှာဆိုတော့နော်သူ့ကို
နေတာတမ40ကနေ3လက်မနော်ပုံမှန်ခဏကိုဆိုရင်3လက်မဝင်လို့ရတယ်နော်တမမဟုတ်ကွာဒီနေရာလေးမှာနည်းနည်းလေးပဲစိတ်ပေးမယ်ဆိုရင်လက်မကွယ်ရရတယ်နော်ကိစ္စမရှိဘူးဒီထက်ရနေနော်ဒီထက်ကနေသူ့ဘောမှာသူ့3လက်မစာဆွဲပေးမယ်နော်မလောက်လဲ3လက်မဒီထက်နေ3လက်မဆေးမယ်နော်ပြီးပြီဆိုရင်ဒီအောက်ပါနော်ဒီအောက်ကနေသူ့ကို1လက်မလောက်သူ့ကိုဒီလိုလေးဆွဲပေးမယ်နော်ရမလားဒီလိုလေးဆွဲပေးမယ်နောက်တစ်ခုကျတော့ဒီမှာဒါမှတွေ့လေဘင်းဟုတ်လားဒီမှာဒီအတွင်းဘက်ချာမှာနော်ဒီပခုံးရဲ့ဒီပခုံးအတွင်းဘက်ချာမှာကိုကဘလောက်လောက်လုံရှင်လဲတလက်မကွယ်ဆွဲမလားဒါမှမဟုတ်လုံလေးလို့ရှင်နှစ်လက်မတလက်မကွယ်ဆွဲမလားနှစ်လက်မဆွဲမလားတက်တူလို့ဆွဲလို့ရနော်အမကသူ့ကိုခမန်းရှင်နဲ့ဆွဲဘလောက်ယူလဲနှစ်လက်မတလက်မနဲ့6စိတ်လောက်နော်နှစ်လက်မလောက်ဆွဲလိုက်မယ်နော်ဒီထဲကနေဒီထဲကနေနှစ်လက်မလောက်ဒီပခုံးထိုက်ကနေသူ့ကိုနှစ်လက်မတော့မဟုတ်တေတသမ40တော့မဟုတ်တေတသမ60ကျတယ်လို့မျိုးဝင်လို့ရနော်ဒါပေမဲ့အများဆုံးကျတော့နှစ်လက်မဆိုရပြီနော်အများဆုံးနှစ်လက်မဒီမှာမတ်ထားတယ်နော်ဒီအဖက်အမတို့ကြည့်ရတော့မယ်ဒီအဖက်ကလေးကကိုကဘယ်လောက်အပြားလေးယူရှင်လဲဒီမှာဒီအဖက်ကလေးနော်ဘယ်လောက်အပြားလေးယူလဲအမကသူ့ကိုဘယ်လောက်ပြယူလဲဆိုရင်နှစ်လက်မခွဲပြလောက်နော်ဒီလိုမျိုးလေးဆွဲပေးမယ်နှစ်လက်မခွဲပြရိုးပေးနေတယ်ဒီလိုလေးတားမယ်နော်ဒီကနေဒီမှာနှစ်ခွဲဒီကနေဒီလိုမျိုးလေးတားမယ်နော်အပြားကြတော့မှနှစ်လက်မခွဲယူထားနော်ဒီကနေဒီမှာနေ့တသမ40နော်ဒီချမ်းအောက်ကနေဒီမှာဘယ်လောက်လဲ1လက်မဆင်းထားနော်ချမ်းအောက်နေဒီမှာ1လက်မဆင်းတယ်ဒီနေ့ခွနဲ့ဒီ2လက်မနဲ့လာဆက်ပေးမယ်နော်ဒီလိုလေးလာဆက်ပေးမယ်ဒါသူရဲ့လက်အဖက်စာလေးရပါပြီနော်ဒါသူရဲ့လက်အဖက်စာလေးရပါပြီရပြီဆိုရင်မတူနည်းနည်းလေးဝက်ပြလိုက်မယ်နော်ဒီနေရာလေးမှာခြုံတဲ့နေရာကိုသူနည်းနည်းလေးဝက်ပြမယ်ဒါပေမဲ့ဒီလက်ကျတော့3တော့မ3နော်3တော့မ3လက်ယူဖို့အတွက်အမတို့ဆွဲထားတာဒီမျိုးလေးဆက်ပြလိုက်မယ်နော်ဘောဘီချောဒီမျိုးလေးဆွဲလိုက်ပြီနော်အမတို့ပတ်တံမှာကျတော့ဒီပခုံးမှာ6စာ4စိတ်ရှိတယ်နော်ဒါပေမဲ့တချို့ပတ်တံလေးမှာကျတော့ပခုံး6စာမရှိဘူးဆိုရင်သူ့ကိုလောက်ရမလို့နော်အမတို့ပတံမှာကျတော့ဒီမှာ6စာ4စိတ်ရှိတယ်ဆိုတော့သူ့ကို6စာ4စိတ်ဖယ်ထုတ်ပေးရမယ်နော်ဘာလို့လဲဆိုတော့ဒီမှာ6ရိုးကြောနဲ့မတွားဘူးလေ6ရိုးကြောနဲ့မတွားတဲ့အတွက်ဒီပခုံး6စာကို4စိတ်ဖယ်ထုတ်ရမယ်နော်ကိုခောက်စာလေးနဲ့ပဲတွားပေးမယ်ပတံကတယောက်နဲ့တယောက်မတူတဲ့အတွက်ပခုံး6စာမချန်ရတဲ့လူတွေဆိုရင်တော့သူ့ကိုတော့ဆွဲစရာမလိုနော်ဒီမှာ40နော်ဒီ40ကတော့မတောင်းဒီပခုံးကမတောင်းနော်ဒီပခုံးမတောင်းဒီမှာဒီတော့ညက်ထုတ်မယ်ဒီတော့လေးညက်ထုတ်မယ်နော်နောက်ပြီးတော့ဒီနောက်ချမ်းမှာနော်ဒီနောက်ချမ်းမှာဒီလိုမျိုးပဲတဲ့ယူလားဒါမှမဟုတ်သူ့ကိုဒီလိုမျိုးလေးဝိုက်လေးယူမလားယူလို့ရတယ်နော်ဒီမှာဒီလိုမျိုးလေးဝိုက်လေးယူမယ်ဆိုရင်ဒီတောင်းနေပေါ့နော်ဒီတောင်းနေဒီလိုမျိုးလေးလာမယ်ဒါမှမဟုတ်ဒီလိုမျိုးလေးဆွဲပြလို့ရနော်ချမ်းနေဒီမှာဒီမျိုးဝိုက်လေးလဲဆွဲလို့ရနော်ဒါမဲ့ဒီလိုမျိုးဒီကနေဆွဲမယ်ဆိုရင်ဒီတောင်းကလည်းနည်းပို့တိုးတယ်နော်ဒီတောင်းကတိုးတယ်ဒီတောင်းကရှည်တယ်သူ့ကိုဒီလိုမျိုးလေးပြန်ဆွဲပေးလိုက်မယ်နော်သူ့ဒီလိုမျိုးလေးပြန်ဆွဲပေးလိုက်နော်
ဒါမှမဟုတ်တော့တန်းလို့ရတယ်ဒီကနေစတန်းကြည့်လိုက်ပေါ့နော်ဒီဘက်တစ်ချမ်းကဘယ်လောက်ရှိလဲကိုမက3လက်မရှိတယ်ဆိုရင်ဒီဘက်တစ်ချမ်းမှာလည်းသူက3လက်မရှိရမယ်နော်ဒီမှာကွက်တီပဲနော်ဆက်ပြီးဒါနောက်ချမ်းဒါမှတို့နောက်ချမ်းပြီးသွားပြီနော်နောက်ချမ်းပြီးပြီဆိုရင်ရှေ့ချမ်းလေးပြန်လာပြီနော်လွယ်လေးပဲတော့မခဲဘူးနော်ရှေ့ချမ်းလေးပြန်လာမယ်ရှေ့ချမ်းမှာကြတော့ဒါမှတို့ရဲ့ရင်ထိတ်နော်ဒီအင်ဂျီဒီအော့ဆိုရအင်ဂျီသွားနိုးဘရာဖြစ်တဲ့အတွက်အမတို့ရင်ပေါ်ဆိုတာသိရမယ်နော်ရင်ပေါ်ကတော့ဘယ်ရလဲဆိုရင်ပြပေးမယ်နော်ရင်ပေါ်ဆိုတာဘယ်လိုမျိုးယူရလဲရင်ပေါ်ဆိုတာဒါကိုပြောတာနော်အမအမြဲတမ်းပြောနေကြနော်ရင်ပေါ်ဆိုတာဒါကိုယ့်ရဲ့ရင်ထိတ်ဟုတ်လားဒီရင်ထိတ်ကနေခဏနေဒီရဲ့ရင်ထိတ်ကနေပေါ့နော်ဒီရဲ့ရင်ထိတ်ကနေဒီမှာရင်သားလုံမဲ့နေရလေပေါ့နော်ဒီမှာအမကဒီမှာရင်ထိတ်ရဘယ်လောက်ရှိလဲ3လက်မခွဲရှိတယ်နော်ဒီရင်ထိတ်ကနေဒီမှာရင်သားလုံမဲ့နေရပေါ့ဒီနေရာမှာဆိုရင်အမကရင်သားလုံပြီဟုတ်လားဒီနေရာမှာနော်ဒီမှာကိုယ့်ရဲ့ရင်သားနော်ဒီနေရာလေးမှာရင်သားလုံပြီရင်ပေါ်မြင့်ဆိုတာသိရမယ်နော်ဟိုမရဲ့ရေပေါ်ကြတော့သူက3လုံးမပွဲရှိတယ်နော်ဒီမှာအပေါ်ကနေဒီတောက်ကနေနော်အပေါ်ကိုဆွဲပေးမယ်3ပွဲနော်ချမ်းနေအမရဲ့ရေပေါ်နော်ရှင်ပေါ်နော်ရေပေါ်တယောက်နဲ့တယောက်မတူနော်3လုံးမရှိလဲရှိမယ်2လုံးမ6ဆက်ရှိလဲရှိမယ်နော်ဒီရေပေါ်ရောက်သွားပြီဆိုရင်သူ့ကိုအဝိုက်နေဝိုက်ပေးမယ်နော်ဒီမှာသူလည်းဒီမှာ40နော်ဒီအလဲတော့အနေဒီဘက်ရှာမှာ40အလဲတော့အနေဒီဘက်ရှာမှာ40နော်ဒီမှာ40ဒီမှာ40အခုဆွဲလို့ရတယ်နော်ဘယ်လိုမျိုးဆွဲမလဲကကြီးခုံးလေးအခုမှကကြီးခုံးလေးဆွဲမယ်ဆိုရင်လည်းကကြီးခုံးလေးပေါ့နော်ကကြီးခုံးဆွဲမယ်ဆိုရင်ဒီရေမြေအောက်နေသူ့ကို40လောက်ဆင်ပေးပေါ့ဒါ no bra ကိုပြောတာနော်ရိုးအင်ကြီးဆိုရင်ချုပ်လို့မရဘူးနော်ရိုးအင်ကြီးချုပ်မယ်ဆိုရင်ဒီနေရာထဲမှာရေသားလေးအကောင်လုံးပေါ်သွားမယ်နော် no bra ဆိုရင်တော့ချုပ်လို့ရတယ်နော်ကျန်နေဒီမျိုးကကြီးခုံးလေးလာမယ်နော်ဒါပေမဲ့သူ့အင်ကြီးပုံတော့ကကြီးခုံးလေးမဟုတ်နော်ကကြီးခုံးလေးမဟုတ်ဘူးဆိုတော့သူ့ဘယ်လိုမျိုးသွားပေးရမလဲဒါကကြီးခုံးလေးမဟုတ်နော်သူ့ဘောမလို့ကဒီလိုမျိုးသွားပေးလိုက်ဒီလိုမျိုးလေးပေါ့နော်ခမန်းချီလေးနဲ့မမင်းလေးတစ်ကြောင်းဆွဲပလိုက်မယ်ခါဝဝိုက်လေးနော်ဒီဒါမရဲ့ရှေ့ရင်ကျဲနော်ဒီမြေကြတော့ရှေ့ရင်ကျဲမြေနော်ဒါကြတော့ရှေ့ရင်ကျဲမြေဒီရှေ့ရင်ကျဲအနေအပေါ်ကို40လောက်တက်ပြလိုက်မယ်နော်40တက်မယ်နောက်ပြီးတော့ဒီမှာသူ့20လောက်စားပေးလိုက်မယ်ဒီမြေကနေသူမျိုးခါဝဝနဲ့နော်လေးဆွဲပေးလိုက်ကိုကြိုက်တဲ့ပုံစံလေးပေါ့နော်ကြိုက်တဲ့ပုံစံလေးဆွဲလို့ရနော်ပြီးပြီဆိုရင်ဒီဂျမ်းထိုက်ကနေသူ့ကို40လောက်ဝင်ပေးမယ်နော်40ဒါတမ40ဝင်မယ်နော်ပေါ်မှာရောက်နေ40ဝင်ပြီးဆိုရင်ဒီမှာဂျမ်းလေးနဲ့လာဝိုက်ပေးမယ်ချမ်းလေးကိုဒီလိုလေးလာဝိုက်ပေးမယ်နော်ရင်ထိတ်ကိုဒီလိုလေးဆွဲပေးမယ်အပေါ်အမြေကိုဘောကမကြောက်ဘူးလားသူ့ကိုအဲ့လိုမျိုးလေးဆွဲပေးမယ်နော်ဒါမဲ့ဒီကြည့်လိုက်နော်ဒီမှာမြေရတစ်ခုဒါတိုတယ်ဒါရှည်တယ်နော်သူ့ကိုပြန်ညှိရမယ်နော်ဒီအရှိမှာကျတော့အရှိကိုရေတိုင်းမယ်နော်အရှိကျတော့ဘယ်လောက်ရှိလဲ4လက်မရှိတယ်နော်ဒီရင်ထက်ကနေ4လက်မရှိတယ်ဆိုရင်အတူကလည်း4လက်မရှိရမယ်နော်4လက်မဒီမှာ4လက်မနော်ဒီမှာ4လက်မဒီလိုလေးပြန်ဆက်လိုက်နော်
ok baby nó baby sửa mà đồ lắc lấy sửa ya mày nó có đó đi nhà lấy mà nó say lâu quên xa bị lại mày nó đi nhà lấy mà tôi nó say lâu quên xa bị lại mày khá này nó say lâu quên xa bị lại thì nhìn bên nhà mà ha mà solo nó rồi là cái xoay này lên mà lấy cũng nó đó nó chả xoay từ lùm như vậy nó tụi trong mày lấy đi trong xoay bên mẹ thì không thay anh đấy thì mày lấy trong xoay bên mẹ đi sạch liu mà tham này nó vì sợi tụi lùm như đấy chẳng xoay bên mẹ cũng đang cái lùm như vậy nó lùm như đấy xoay bên mẹ nó chả mà bia mà đâu bao lâu lấy tao nó mà bia như vậy nó chỉ cho mà lấy tao nó mà bia như bên mẹ thì chán này cái này tụi tao làm mà lo xem bên mẹ nó chán này cái này tụi tao làm mà thì tao làm mà cái này thì đúng như là xem bên mẹ ok thì như là xem bên mẹ nó cái đồ áp giá nó chán giá đâu cả bao lâuอยู่แล้วnó làm mà biaนี่แขวะอยู่เลยเนาะมันนี่แขวะbia thì thay cái này thì mà nó làm màแขวะbia này nó nhìn theo này là có tỷ cái đi thì theo cái này thì mà nét khỏe bia này nó làm mà khỏe bia nó làm mà khỏe bia chỉ là chuyện tu nó làm mà bia này ya nó sao mà cái đó nét khỏe chỉ cho mà nó làm mà này ya rồi nó đã bông tê dù lôm nhau nó la từ lùm như này dù bia mày nên là má liền dậy thế mà lâu quên lại thế mà khâu không thay anh này thay vốn là làm mau quên rồi nó biết có đâu còn là làm mau thì là làm mau này đi nick qua này là sẽ bị mẹ thì luôn nhiều lên đó TV sẽ đi bật không bố nào luôn nhiều vậy luôn nhiều lên là quay bị mẹ giờ qua bị sẽ mà đồ mà đồ bật đèn mà đó bật không cho xả chi đấy nó bật không cho xả chi đấy sẽ bật không cho xả gỗ phải theo lại nó không cho xả lý dây mà tàu nó bật không cho xả vào đây đấy bật không cho xả gỗ phải theo lại đi ok đi sẽ lênอยู่บนแต่มาโดยตายาดอกแบบเนาะตายาดอกแบบဆိုရင်ဒီလက်ညမှာဘယ်လောက်ရှိလဲတာပြီးလိုက်နော်ဒီလက်ကလေးကမတုံးเนาะလက်ကလေးကမတုံးကိုဘယ်လောက်ရှိလဲဆိုရင်ဒီကနေတာမယ်နော်ဒီကနေဒီလက်ဘင်းနေရာမှာနော်လက်ဘင်းနေရာမှာအမကဒီနေရာလေးမှာဟာမှာဆိုတော့သူ့ကို20လောက်စားပြလိုက်နော်အများကြီးတော့မစားဘူး20လေးလောက်စားပြလိုက်နော်လောက်လဲ20နော်ဒီကနေဒီမှာ20လောက်စားပြလိုက်မယ်ဒီနေရာလေးမှာဟာမှာဆိုလို့စားပြလိုက်တာတင်းဝါမလားမတင်းပါဘူးเนาะလက်ကြတော့သူကအဆွေသားနဲ့ယူပေးရမယ်เนาะအဆွေသားကြတော့သူ့မှာယုံတယ်ဆိုတော့အမတို့ကဲ့ရင်တော့အဆင်ပြေတယ်လေဟိုင်တော့ဘာမှလုပ်လို့မရဘူးเนาะအဆွေသားဆိုတော့သူ့မှာယုံတယ်ဆိုတော့ကိစ္စမရှိဘူးလို့တော့ထင်တာပဲเนาะ20လောက်ဝင်စားလိုက်ပေးမယ်သူ့ကိုတန်းကြည့်လိုက်မယ်เนาะဒီထဲကနေဒီထဲမှာဝင်နေဆိုရင်သူ့ကိုတန်းလိုက်မယ်ဘယ်လောက်ရှိလဲ